အားလုံးပဲမင်္ဂလာပါရှင်မမတို့ရေအရန်ကိုလာတော့ထက်ကိတ်ကြီးနဲ့မမတို့ရေပွဲလက်တင်နေတော့နော်မမတို့စပင်နဲ့ကြောက်အောင်ဆိုရင်တို့ဆွဲသီးလေးပါရှင် EPR အဆက်လေးနော်မမတို့ဒီရက်နဲ့ဆွဲလေးဆိုတဲ့ဒီဇိုင်းလေးကအရန်လာတယ်မမတို့သူကနံပါတ်ဆိုတော့နောက်ပိတ်ကတော့ဖောက်ဆွင်းလောက်ထားပေးရဲ့တဲ့လေးဝေးရချိုးရတာတတအောင်ပေါ့နော်မမတို့ဒီမှာဒီရက်စိန်လေးကလုံးဝလေးစိန်ဖြူတက်လေးတုံထားပေးတယ်ဒီဘီရက်စိန်လေးကတော့ကိုရီးယားစိန်ပေါ့နော်ဂေစိန်လေးတုံထားပေးပါရရှင်ဒီဟာကလေစပင်နဲ့ကလေမမတို့ကြောက်လေးတွေကမတို့9လုံးစီးနော်ကြောက်ချိန်ကအပွင့်ရက138ပွင့်ကိုမှ9လုံးစီးဆိုတော့လေမမ23ကရက်မှာတုံထားပေးပါရယ်နော်ကြောက်ချိန်ကရက်ချိန်ကလေဒီစိန်ကတော့ကိုရီးယားစိန်မှာမမတို့နော်ဒီဟာလေးကတော့ပရိန်တွေပါရှင့်ငွေတယ်ပရိန်တွေဟမ်းမိတ်ပါနော်မမတို့ရေငွေတယ်ဟမ်းမိတ်လေးဖြစ်တဲ့တတ်စာဝတ်လို့ရတယ်ရွှေတယ်တိုင်းပဲပေါ့နော်ရွှေတယ်စားလို့ရမှာမရှင့်တားစီမျိုးစက်ဝတ်သွားလို့ရပါပဲနော်ကြောက်လေးတွေကလည်းစပင်နဲ့စိန်ကျွန်းလေးမှာလုံးဝပွင့်စင်တန်လေးတုံထားပေးတယ်ရှင့်ဒါဆိုရင်လေးမမတို့ကလေရင်တိုးဆွဲတီးနော်မမတို့ဒါလေးကဒါလေးကရင်တိုးဆွဲသီးလေးပါရှင်ဆွဲသီးလေးတုံးလို့ရမယ်ရင်တိုးလေး2ဝီ3လေးပေါ့နော်ဒီမှာဒါလေးချိန်ကောင်းလေးရလည်းခောက်သိမ်းလို့ရတယ်တကယ်ကိုပြီးတော့လေသူ့ရဲ့အဓိကအားသာချက်ကကြတော့လေမမတို့ဒါကလေမိုးကုတ်ဖိန်နေလေးပါနော်မမတို့မိုးကုတ်ဖိန်နေလေးဖြစ်တဲ့လေဘေးမှာမှကိုရှင်လို့မရဘူးနော်မမတို့ဒါလေးကလေအခုချိန်ရွှေစည်းနဲ့ဆိုရင်အနည်းဆုံးဒါလေးကမ150ဝန်းကျင်လောက်ပေးဝေရမယ်နော်မမတို့350လောက်ပေးဝေရပစ္စည်းလေးကိုညီမလေးတို့က330လောက်မပြေးတဲ့ဈေးနော်နမငွေ78သိန်းနဲ့ပဲရောင်းပေးမယ်မမတို့ရေဒါလေးကတကယ်ကိုကြောက်ခိုးနေကိုတန်နေတော့မမတို့ပြင်ဘူးလက်ဆောင်ဖြစ်နေပြီမမတို့78သိန်းဆိုတာလေးကောက်ယူထားမယ်ပါတယ်ရှင်မတို့နော်တကယ်ကိုထားကောင်းရောင်းစုံလေးမှာပွဲလက်တင်တည်စီပါတယ်လို့မမတို့နော်ဒါလေးကလေဒီနေ့မှဆက်ထက်တဲ့ငွေတွေလေးတွေနော်မမတို့မန်လေးမြို့တွင်ဆိုအရာငွေချေရတယ်နော်မတို့ရေချန်နေမြို့နေဆိုတော့ငွေကျွေးလေးရပါတယ်ရှင်အပြင်မှာမျက်မြင်ကိုလေးကြည့်ကြည့်မှလေအားပေးခြင်းနေဆိုလေအားပေးလို့ရပါတယ်နော်မမတို့ပြည်နည်းပြည်ပအနှံ့ကိုလည်းပူပြီးပါတယ်ရှင်မတို့အသေးစိတ်ကိုကြတော့လေဖဖဖုန်းနံပါတ်29365665ကိုဆက်တယ်မှာလို့လည်းရပါတယ်ရှင်မတို့ရေ